တို့ Top Gun ရုပ်ရှင်ကြည့်ပူးကြတယ်မလား။ချက်လေရင်တွေခွေးဝိုက်ပြီးမောင်းတဲ့အခါလေရင်မှုတွေဘာလို့အသက်ရှူချက်ပြီးတော့မျက်နှာတွေရှုံးမဲ့နေရတာလဲ။တစ်ခါတလေကြရင်ခေါင်းကိုက်ဆိုင်ကြပြီးတော့သတိလစ်သွားတာတွေ blackout ဖြစ်သွားတာတွေကဘာလို့ဖြစ်တာလဲ။ဒါဟာရုပ်ရှင်မို့လို့လုပ်ပြတာမဟုတ်ပါဘူး။တကယ်လက်တွေ့မှာလေတရေတွေရင်ဆိုင်နေရတဲ့ G4 ဆိုတဲ့တံပဲဖြစ်ပါတယ်။မင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာကျော်စောလင်းပါ။ဒီနေ့မှာတော့လေကြောင်းဆေးပညာရဲ့မိုက်စာခေါင်းစဉ်တစ်ခုဖြစ်တဲ့ High G Physiology အကြောင်းပြောပြပါမယ်။ G4 ဆိုတာလွယ်ပြောရရင်ကမ္ဘာမြေဆွဲအား gravity ပါပဲကျွန်တော်တို့မြေပြင်မှာရှိနေတာကတော့ 1G environment မှာကိုယ်ခန္ဓာကိုယ်လေးချိန်တိုင်းရှိနေတာပေါ့ဒါမဲ့ fighter jet တွေအချိန်နဲ့꿰လိုက်တဲ့အခါ maneuver တွေဂျုံထိုးတာတွေရှောင်တိန်တာတွေလောက်ရတဲ့အခါ 9G လောက်ထိတက်သွားပါတယ်ဆိုလိုတာကခမည်းရဲ့ကိုယ်လေးချိန်ဟာပုံမှန် 1G environment ထက်6ဆပိုလေးသွားတာပါပေါင်154တဲ့လူတစ်ယောက်ဟာပေါင်1300ကျော်လောက်လေးသွားသလိုမျိုးခံစားလိုက်ရတာပါလက်တောင်မြောက်လို့မရတော့ပါဘူးဒီလောက်မြေဆွဲအားများသွားတဲ့အခါမှာခန္ဓာကိုယ်ရဲ့သွေးတွေကဘယ်ကိုရောက်သွားမလဲဟုတ်ပါတယ်ခြေထောက်ပိုင်းကိုအကုန်လုံးစီးကျသွားပါတယ်ရေပိုက်ခေါင်းကိုမော့လိုက်ရင်ရေမထွက်တော့သလိုပဲနှလုံးကအုံနောက်စီရောက်အောင်သွေးကိုပန်းမထုတ်နိုင်တော့ပါဘူးအုံနောက်ထဲသွေးမရောက်ရင်ဘာဖြစ်မလဲ blackout ဖြစ်ပြီးအမြင်အာရုံတွေခွဲသွားမယ်နောက်တစ်ခုက G-LOC ဆိုတဲ့ G induced loss of consciousness ဆိုတာဖြစ်ပြီးသတိလစ်သွားပါလိမ့်မယ်အတန်ထက်မြန်တဲ့လေယာဉ်ကိုမောင်းနေရင်စက္ကန့်ပိုင်းလောက်သတိလစ်သွားရင်ရလကတော့တွေးကြည့်ရင်တော့မှကြောက်စရာပါပဲဒါဆိုလေတရေတွေကဒါကိုဘယ်လိုကြော်ဖြတ်လဲနီလန်နှစ်ခုရှိပါတယ်ပထမတစ်ချက်က G-SOS ပါလေတရေတွေရဲ့ဝစ်စုံဘောင်းမီထဲမှာလေအိတ်တွေပါပါတယ် G-force များလာတာနဲ့အဲ့ဒီအိတ်တွေကဖောင်းလာပြီးခြေထောက်ကသွေးကြောတွေကိုပြန်ညှစ်လိုက်ပါတယ်သွေးတွေခြေထောက်အောက်ကိုကျမလာအောင်လို့ပါဒုတိယတစ်ချက်ကတော့ AGSM ခေါ်တဲ့ anti-G training maneuver ဆိုတဲ့အသက်ရှူနည်းပါဒါကအရန်ရေးကြည့်ပါတယ်ဘယ်လိုလုပ်ရလဲဆိုတော့ခြေထောက်နဲ့ပိုက်ကြွသားတွေကိုတင်ထားပြီးအိမ်သာတဲ့လိုမျိုးညှစ်ထားပါတယ်ပြီးရင်အသက်ကို hit နဲ့မြန်မြန်ရှူပြီးတော့ပြန်ညှစ်ထားပါတယ်ဒါမှသွေးတွေကအုံနောက်စီကိုပြန်တက်လာမှာဖြစ်ပါတယ်ဆိုတော့ကလေရင်မောင်းနေဆိုတာခင်းဆော့တယ်လို့ခလုတ်နဲ့ယုံနေတယ်မဟုတ်ပါဘူးအားစားသမားတယောက်လိုရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအရန်လိုပါတယ်နောက်တစ်ခါရုပ်ရှင်တွေထဲမှာလေတရေတွေအသက်ရှူတိုင်းပြင်းပြင်းနဲ့မောင်းနေတာမြင်ရင်သူတို့အုံနောက်တဲ့သွေးရောက်အောင်ကြိုးစားနေတာပါလားလို့သတိရလိုက်ပါဒီနေ့တော့ဒီလောက်ပါပဲဆရာတို့ Aviation Medicine Channel မှာလေကြောင်းနဲ့ပတ်သက်တဲ့ကျန်းမာရေးဗဟုသုတတွေကိုအမြဲတင်ဆက်ပေးနေမှာပါအာကာသထဲမှာအိမ်သာဘယ်လိုတက်လဲဆိုရဲရေစရာခေါင်းနဲ့ခေါင်းစဉ်ကိုနောက်တစ်ပတ်တင်ဆက်ပေးကြပါတယ်ကြည့်ရင် comment မှာ space toilet လို့ရေးပေးခဲ့တော့အားလုံးပဲကျန်းမာရှင်လန်းကြပါစေကျွန်တော်ဒေါက်တာကျော်စောလင်းပါ